အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဇက်တော်ကြီးဆက်ပွဲထဲမှာမော်ဒရာဇက်တော်ကြီးအားတင်ပြဖက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစမီကျွန်တော် YouTube channel လေးအား like subscribe လုပ်ကိုတက်ကြပါဦးခင်ဗျာမော်ဒရာဇက်တော်ကြီးလုံလင်းပြီးသောအခါကဝိရရတိုင်းမထီလာပြည်၌ချိုးစံသောဝိရရမင်းကြီးတွင်တင်နကပကုတကာမိန်တဒေဝိနအငြိရှိသောပညာရှိအမတ်ကြီးလေးဦးရှိလေတယ်တနေ့သောခါတွင်ဝိရရတိုင်းတွင်ရှိအချိန်မဲ့သကုံးလားတိဝနုနာတတိကြီးကတော့သူမိနာဒေဝီ၌တာရိနာနတ်ပြည်မှစုတည်လာသည်ဖျားလောင်းသည်ပဏိတ္တိတဲလေသည်ဖျားလောင်း၏အပေါင်းပေါ်2000သည်လည်းနတ်ပြည်မှတပြိုင်နက်စုတည်ကတတိငယ်တို့၏အိမ်တွင်ပဏိတ္တိတဲလေကြလေသည်ထိုအချိန်မှာပင်ဘိုးဥရရေမင်းကြီးသည်လွန်စွာထူးခြားသောအိမ်မက်မက်လေသည်ရဲ့အိမ်မက်တိုင်း၌မြို့တတိုင်းလေးပတ်လေးတန်းတွင်မိဘုံကြီးလေးပုံအချိန်ကြီးဖြင့်တောက်လောင်နေခြင်းရင်းမိဘုံတို့၏အလယ်မှာပိုးဆုံးကျူးခန့်ချီမိဘုံငယ်လေးသည်တသလောင်ချင်းကြီးထွားလာပြီးလျင်မိဘုံကြီးလေးပုံကိုလွှမ်းမိုးကစက်ကြောင်နာကြီးတစ်ထိုင်လုံးလင်းတင်သည့်ထုံးကောက်လေသည်ရေးအိမ်မက်၏အတိတ်ဘိန်ကိုဖွင့်ဆိုပေးရန်နောက်တနေ့၌မင်းကြီးသည်သူကမိန်လေးဦးအားမိတ်ကြားလေးလေးတင်နကအမတ်ကြီးကအရှင်မင်းကြီးအိမ်မက်တို့အထဲမှမိတော်မီလျံဟူသည်ဉာဏ်ပညာကိုစားပြု၏ထို့ကြောင့်အရှင်အိမ်မက်ထဲမှမိဘုံကြီးလေးပုံသည်ကျွန်တော်မျိုးတို့ပညာရှိသူကမိန်လေးဦးကိုစားပြုပြီးတစကြီးထွားလက်မိုးလာသည်မိဘုံငယ်မှာပညာရှိသူကမိန်ငယ်တူပေါ်ပေါလာပြီးသားကလာသူ၏ဉာဏ်ပညာသည်ကျွန်ုပ်တို့သူကမိန်လေးဦးတာကမကစัจ java နာတိုင်းလုံးကိုပင်လက်မိုးလျက်ထင်ရှားကြော်သွားမိသဘောပင်ဖြစ်ပါတယ်ဗျာမင်းကြီးသည်အမတ်ကြီးတနက၏စကားကိုနားဆင်ရလျင်လုံစာဝမောက်ခြင်းဖြစ်ပြီးပေါ်လာတတ်သောထိုတုခမိန်ကိုဆွေးဆန်းရှာပွေရန်တိခမိန်ကြီးလေးဦးအားတာဝန်ပေးလေသည်တတိကတော့သမဏဒေဝီမှာဖျားလောင်တုခမိန်ကိုဖွားမြင်ရာမောတတာဟုအမည်တွင်လေသည်မောတတာနှင့်အတူဖွားပတ်တော်တစ်ထောင်လည်းဝေဖွားခဲ့ကြလေသည်မောတရာတို့သားသည်9နှစ်အရွယ်သို့ရောက်လေရွာလဲမီတလင်း၌ဇရက်တဆောင်ဆောက်ကဖားပတ်တော်တငယ်ချင်း1000နှင့်အတူပျော်ရွှင်စွာနားနေသောက်ကစားခြင်းပြုလေတယ်။ရင်းစရက်အနီးတွင်ရေကန်နှင့်ဥယျာဉ်တော်တို့ကိုလည်းတည်ဆောက်ထားလေသည်။ထို့သို့ရှိစဉ်ဖြစ်ပေါ်လာသည့်ပတနာအရရဲ့အမှုကိစ္စအထွေထွေကိုခုနှစ်သားအရွယ်ပညာရှိသူကမိန်လေးမောဒရာကအောင်မြင်စွာဖြည့်ရှင်းရင်နင်းကြီးကိုတည်းကျော်သောလာတို့သည်ဤနေရာ၌မောဒရာသူကမိန်ဖြည့်ရှင်းဆုံးဖြတ်ပေးခဲ့သည်လေရဲ့တရားစီရင်မှုကိုဥပမာအနေဖြင့်တင်ပြရလေလျင်တင်းသည့်သောအခါတွင်သူစိတ်ရမတူသည်လေပင်၌ဆွဲထားသည်ရှီလေရွဲကိုမောဒတာစီရင်ထားသည်ရေကန်တဲရေစုချင်းလေးရှိသည်မိမငယ်တူသည်ထွေလွယ်ရဲကိုခိုးယူတတ်ဖြစ်လေသည်လွယ်ရဲပိုင်ချင်းမိမလည်းရေကမတက်ပြီးအော်ဟစ်ကလိုက်ပြောလေသည်ဟဲ့တခုမှငါရဲ့လွယ်ရဲပြင်ပေးသမ်းအိုးမဟုတ်တာဘာဖြစ်လို့ပေးရမှာလဲဒါငါလွယ်ရဲပဲအိုးဒါငါလွယ်ရဲပြန်ပေးနော်နှစ်လွယ်ရဲမဟုတ်ဘူးပေးရမလို့ဘူးမိမငယ်နဲ့ဦးဤထိုးတို့သောရင်းကုန်အချင်းများတန်ကိုမောတရာတုကမိန်ကြားလေလျင်ကစားပေါ်တငယ်ချင်းတို့အားခေါ်စေလျက်တင်းတို့နှစ်ဦးမှာအဘယ်သူဟာလွယ်ရဲပိုင်ချင်းအဘယ်သူဟာမယုံမဖြောင်ခိုးသူဆိုတာကိုရှုပ်ခွဲခြားဆုံးဖြတ်ပေးမယ်နာခံမလားနာခံပါမယ်အချင်းသားကောင်းပြီတင်ဟာဒီလေရဲကိုဘလို့အမွှနဲ့တာပတ်ပြန်သုံးနေတယ်အချင်းသားအလုံးစုံသောအမွှရဲ့နာအမျိုးမျိုးနဲ့လိမ့်ကြံထားပါတယ်ကောင်းပြီတင်ကရောကျမကဆင်းရဲပါတယ်ချင်းသားအမွှနဲ့တာမတတ်နိုင်ပါချိုးချပွင့်နဲ့တာမပြတ်တုံးထားပါတယ်မောဒရာလည်းရေခွက်၌လေရက်ကိုနစ်ပြီးအနက်ခရံ၌ကျွမ်းကျင်သည့်သူတဦးအားခေါ်ကအနက်ခံသည်သည်အချင်းသာဒီလေရကရနေနန္တာရဏမရပါရွှွှွပွင့်အနန္တာရပါလေဤတွင်ရည်သူသည်လွယ်ပိုင်ခြင်းဖြစ်ပြီးမြင်သူသည်ကိုသူမှဖြစ်သည်ကိုပြိတ္တအားလုံးခွဲခြားသိရှိသွားပါလေတော့သည်ထိုအခါမှကိုသူမှလည်းဝန်ခံရလေတော့သည်အရှင်သာကျွန်တော်မှခုမိပါတယ်ထိုကမောဒရာကနောင်ကိုတင်တီလိုမတော်မတရားမလုပ်ပါနဲ့
မောဒရာကဆုံးမတကားပြောပြီးလျင်သူ၏ဖွားဘတ်တော်တို့ကတခုမှကဝိုင်းဝန်းထူထောင်ကြလေသူသည်ဉာဏ်ပညာကြီးမှလာသည့်မောဒရာသည်ပြဿနာများကိုဖြေရှင်း၍လက်မြီကုန်းတဲ့ကြော်ကြားလာကနောက်ဆုံးတွင်ရုရဲတွင်မင်းကြီး၏မိသားစုကောင်းပြုခြင်းကိုခံရလေတော့သည်